ဂရိတ်တန်းကျောင်းသူလေးကိုရီးစားဖြစ်သူနဲ့တကွကျောင်းသားတငယ်ချင်းတွေကအုပ်စုဖွဲ့မရင်းကျင့်မှုကိုကျောင်းအကြီးကဦးဆောင်ပြီး3,900ကျပ်နဲ့အမှုပိတ်သိမ်းကြေးဖို့အတွက်ညှိနှိုင်းနေတဲ့ဆိုတဲ့သတင်းဟာ26ရက်နေ့ကတင်ခဲ့တဲ့သတင်းရဲ့အဆက်အနေနဲ့ထပ်မံသိရှိခဲ့ရပါတယ်။ဒီမှုဟာမကွေးတိုင်းမင်းဘူးခရိုင်စလင်းမြို့အမှတ်1အခြေခံပညာအထက်တန်းကျောင်းအထက်က1မှာတက်ရောက်နေခဲ့တဲ့ဂရိတ်တန်းကျောင်းသူလေးကိုတကျောင်းနဲ့တက်ရောက်နေတဲ့ရီးစားဖြစ်သူဂရိတ်တွဲကျောင်းသားနဲ့တငယ်ချင်း3ယောက်ကထိုးကျဲရိုက်နှံအဓမ္မပြုကျင့်ပြီးဗီဒီယိုရိုက်ကူးလို့ Telegram ပေါ်မှာဖြန့်ခဲ့တဲ့အမှုပါဒီသတင်းမီဒီယာတွေပေါ်မှာပြန့်နှံ့ခဲ့ပြီးတဲ့နောက်မှာ3,900နဲ့ကြေးဖို့ညှိနှိုင်းနေကြောင်းအတွင်းသတင်းရဲ့ဒီအမှုဟာမမှန်ပါဘူးစလင်းမျိုးမှာမဖြစ်ပါဘူးဆိုပြီးငင်းချက်ထုတ်တဲ့သတင်းရဲ့နှစ်ခုထွက်လို့လာခဲ့ပါတယ်ငင်းချက်ထုတ်ခဲ့တဲ့သတင်းကိုတော့လွင်ဦးဆိုတဲ့သတင်း page နဲ့တကွလူအချို့ကဝါဒဖြန့်ခဲ့တာဖြစ်ပြီးအမှန်ပါဆိုတဲ့သတင်းကိုတော့နာမည်ကြီးမီဒီယာတွေကတင်ပြီးတရားခံတွေလွတ်မသွားရအောင်နှိုးဆော်ခဲ့ကြတာဖြစ်ပါတယ်အခုဗီဒီယိုလေးမှာတော့စလင်းမျိုးကန်တွေရဲ့ပြောကြပုံတာဝန်ရှိသူတွေရဲ့သတင်းထုတ်ပြန်ပုံပြည်သူလူထုအပေါ်တက်ရောက်ခဲ့ပုံစတာတွေကိုနှိုင်းနှိုင်းချွတ်ချွတ်ရှာဖွေပြီးတင်ဆက်ပေးလိုက်ရပါတယ်အားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့အခုနားတော်သားဆင်ကြည့်ရှုခန်းစားနေရတာကတော့ဗာမီမီဒီယာဗတ်ကတင်ဆက်ပေးနေတဲ့ဗီဒီယိုကွန်တက်လေးပဲဖြစ်ပါတယ်ဒီမရင်းမှုဟာစလင်းမျိုးအထက်က1မှာတက်ရောက်နေတဲ့ဂရိတ်တန်းကျောင်းသူကိုတကျောင်းနဲ့တက်နေတဲ့ရီးစားနဲ့တငယ်ချင်း3ယောက်ကအောက်တိုဘာလ23ရက်နေ့နေ့လယ်12နာရီကျော်မှာစလင်းမျိုးမြင်းတင်ရက်ကွက်မှာရှိတဲ့ထီးကြီးဖရအတွင်းကိုခေါ်ဆောင်ပြီးအရမပြုကျင့်ခဲ့ကြတယ်လို့ဆိုပါတယ်။နင်နာသူဂရိတ်တန်းကျောင်းသူလေးဟာချင်းသစ်ဦးကြီးရွာမကောကြီးရွာမှာနေတဲ့အသက်15နှစ်အရွယ်ဂရိတ်တန်းကျောင်းသူမခင်ဆိုသူဖြစ်ပြီးပြုကျင့်ခဲ့ကြသူဂရိတ်တွဲကျောင်းသားမောင်ကောင်းအမီလွှဲတို့ဟာသမီးရေးစားတွေဖြစ်ကြပြီးမောင်ကောင်းကသူ့မွေးနေ့မှာဖျားသွားဖို့မခင်ကိုချင်းဆိုခဲ့ကြတယ်လို့ဆိုပါတယ်။အော်တိုဘာလ23ရက်နေ့မှာတော့မောင်ကောင်မခင်နဲ့တကွာနောက်ထပ်တငယ်ချင်း3ယောက်ကိုပါခေါ်ပြီးဖျားပေါ်မှာအရက်တောက်ခဲ့ကြတယ်လို့သိရပါတယ်။သူတို့9ယောက်ဟာအရက်တေစာတောက်စားမှုရကြပြီးတဲ့နောက်မှာတော့ယောက်ျားလေး3ယောက်ပေါင်းပြီးမခင်ကိုအတင်းအဓမ္မပြုကျင့်ကြပါတယ်။ယောက်ျားလေးက4ယောက်ဖြစ်ပေမဲ့တယောက်ကတော့မရင်းချင်းတဲ့နေရာမှာဝင်မပါပဲဖုန်းနဲ့ဗီဒီယိုသားရိုက်ကူးပေးနေခဲ့တာပါ။အဲ့ဒီလိုပြုကျင့်တဲ့အချိန်မှာမခင်ရဲ့ရီးစားဖြစ်သူကမခင်ကိုလဲပေးညှစ်ချင်းပါရိုက်ချင်းဗဇက်ကိုပိတ်ချင်းစတာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။တယောက်တလဲစီအဲ့ဒီလိုလုပ်ခဲ့ကြတာကိုလည်းဖုန်းနဲ့ဗီဒီယိုရိုက်မှတ်တမ်းတင်ပြီး Telegram မှာဖြန့်ဝေခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်မခင်ကရိုက်နှက်တဲ့ဒဏ်ရာအရမပြုကျင့်ခံရတဲ့ဒဏ်ချက်စတာတွေနဲ့ထီးကြီးဖျားပေါ်မှာသတိလေးမင်းမျောသွားခဲ့ပြီးသတိပြန်လည်လာတဲ့အခါမှာတော့ဖျားဘက်လာတဲ့လူတွေကိုလှမ်းခေါ်အကူအညီတောင်းခဲ့ပြီးသူမအရမပြုကျင့်ခံရကြောင်းပြပြတာကြောင့်စလင်းစေးရုံကိုပို့ဆောင်ပေးခဲ့ကြတယ်လို့နေကန်တွေကပြပြကြပါတယ်။အရမပြုကျင့်ခဲ့တဲ့ကျောင်းသား3ယောက်နဲ့ဗီဒီယိုရိုက်ပေးတဲ့ကျောင်းသားကိုလက်ရှိစလင်းရဲစခန်းမှာခေါ်ယူထိန်းသိမ်းထားကြပြီးအရမပြုကျင့်ခြင်းရိုက်ကူးဖို့အသုံးပြုထားတဲ့ဖုန်းနဲ့တကွာဗီဒီယိုဖိုင်တွေကိုပါရဲဘက်ကသိမ်းဆည်းထားတဲ့အကြောင်းသိရပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျောင်းဆရာကြီးဆရာမတွေနဲ့ရဲတွေကကျောင်းသား4ယောက်လုံးအတွက်3,900နဲ့ကြေးအေးပေးဖို့ညှိနှိုင်းမှုတွေလုပ်နေကြပါတယ်ဆိုပြီးအတွင်းသတင်းတွေအရာသိကြရပါတယ်။ကျောင်းသား4ယောက်ရဲ့နောက်ခံဟာယာရုအာဏာရှိသူတွေနဲ့ပတ်သက်နေကြတာကြောင့်တခုခုဖွင့်ဟလိုက်မယ်ဆိုရင်စိုးရတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်တာကိုနင်နာသူကျောင်းသူလေးရဲ့မိဘတွေသိရှိအောင်ပြသထားတာကြောင့်မိဘတွေဟာဘာမှအထွန်းတက်ပြောဆိုရဲခြင်းမရှိကြောင်းကိုလည်းသိရှိရပါတယ်။သတင်းကဒီလောက်နဲ့ပြီးမသွားခဲ့ပါဘူး။ကျူးလွန်သူကျောင်းသား4ယောက်ကိုအကာအကွယ်ပေးပြီးအမှုကဂွင်လုံးကျွတ်လွတ်စေမဲ့အစီရင်ခံစာတပုတ်လိုသတင်းတစ်ခုကလည်းစလင်းအထက်က1ဖြစ်စဉ်အမှန်ဆိုပြီးချိန်သားကြိုက်တက်လာခဲ့ပြန်ပါတယ်။အဲ့ဒီသတင်းဟာမှတ်တမ်းတစ်ခုနဲ့ပို့ပြီးဆင်တူပြီးနင်နာသူမင်းကလေးဟာမူရစ်တောက်စားပြီးမဟုတ်တမ်းတရားတွေအော်ဟစ်နေခဲ့တာကြောင့်ဒေသခံတွေကဝိုင်းဝန်းအကူအညီပေးခဲ့တယ်လို့ဆိုပြီးရေးသားထားပါတယ်။သူရေးထားတာကဒီလိုပါဖြစ်စဉ်အမှန်က2025ခုနှစ်အောက်တိုဘာလ18ရက်နေ့နေ့လယ်3နာရီအချိန်မှာစလင်းမျိုးမြင်တင်ရက်ကွက်ထီးကြီးဖျားမှာကျောင်းသူတယောက်အလွန်အကျွံအရက်မူးပြီးအော်ဟစ်နေတာကြောင့်ကျောင်းသူရဲ့နေရလိပ်စာကိုစုံစမ်းခဲ့ရာမခင်အသက်15နှစ် Grade 9ကျောင်းသူချင်းသေးဦးကျေးရွာရောမကောကျေးရွာအုပ်စုမှာနေထိုင်သူဖြစ်ကြောင်းသိရပြီးဖြစ်စဉ်မှာအဆိုပါကျောင်းသူဟာ18ရက်နေ့မနက်ပိုင်းမှာကျောင်းမသွားပဲတငယ်ချင်းဖြစ်သူ Grade 7ကျောင်းသူမအေးနဲ့အတူမြင်းတင်ရက်ကွက်ထီးကြီးဖျားကိုရောက်လာခဲ့ကြောင်းခဏလောက်ကြာမှ Grade 9ကျောင်းသူမဟေဟာလည်းရောက်ရှိလာခဲ့ပြီးဖျားပေါ်မှာဖုံးသုံးပြီးချိန်ဖြုံးခဲ့ကြပါတဲ့နေ့လယ်ကျောင်းချင်းချိန်7နာရီခွဲမှာတော့မဟေဟာသူ့အိမ်ကိုပြန်သွားပြီးနောက်မခင်နဲ့မအေးတို့ဟာပေါင်းပြင်စဉ်ရက်ကွက်ကန်တော်ကြီးကုံစုံဆိုင်မှာစစ်မြင်းအရက်နဲ့အချိုရည်တွေကိုတွားဝယ်ခဲ့ကြပြီးထီးကြီးဖျားကိုပြန်လာလို့တောက်စားခဲ့ကြတယ်လို့ဆိုပါတယ်ခဏလောက်အကြာမှာမဟေဟာလည်းဖျားကိုပြန်လာခဲ့ပါတယ်12:45အချိန်လောက်မှာတော့ဖျားဘော်ကိုចောင်းသား3ဦးနဲ့အရက်သားလူငယ်2ဦးရောက်လာခဲ့ပြီးမိန်းကလေး3ဦးနဲ့အတူတူဝင်ဝိုင်းပါတယ်
အဲ့ဒီနောက်မက်ခင်ဟာအရက်အလွန်ကြုံမှုပြီးမောင်ကွက်လက်ဤပေါင်မော်တွေလှဲပြီးအော်ဟစ်နေခဲ့ပါတယ်။ဒီလိုအော်ဟစ်နေခဲ့ပုံကိုအခြားကျောင်းသားတစ်ယောက်ကဗီဒီယိုမှတ်တမ်းရိုက်ကူးခဲ့တယ်။နေ့လယ်ပိုင်းမှာတော့အားလုံးအသီးသီးအိမ်ကိုပြန်သွားခဲ့ကြပေမဲ့မက်ခင်မှာအရက်အလွန်ကြုံမှုပြီးမထိန်နိုင်ပဲကြံခဲ့တာကြောင့်ရွာတော်ဝန်ခံတဲ့အဖွဲ့ကနေအိမ်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ကြရပါတယ်လို့ဆိုပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး2025အောက်တိုဘာလ23ရက်နေ့မှာအထက်ကတစ်စလင်းကျောင်းစီကံထိန်းသိမ်းရေးအဖွဲ့ကအထက်ပါကျောင်းသားကျောင်းသူများရဲ့မိဘအုပ်ထိန်းသူများနဲ့တွေ့ဆုံခဲ့ကြပြီးကျောင်းစီကံမလိုက်နာပဲစီကံဖောက်ဖျက်ကျူးလွန်ခဲ့ကြတာကြောင့်မိဘအုပ်ထိန်းမှုအောက်မှာလိမ္မာရေးကြမှုရှိအောင်တွင်တင်ဆုံးမခွင့်ပြုတဲ့အနေနဲ့တလကျောင်းသားကျောင်းအုပ်ဆရာကြီးရှိမှဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခဲ့တယ်လို့ဆိုပြီးတင်ထားခဲ့ပါတယ်။အခုလက်ရှိ Facebook page တွေTikTok အကောင့်တွေမှာပြန့်နေခဲ့တဲ့ Grade 10ကျောင်းသူတဦးကိုစလင်းမျိုးမြင်တင်ရက်ွက်ထီကြီးဖျားဝန်းကျင်မှာအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့လူမှုကွန်ရက်စာမျက်နှာပေါ်မှာဖော်ပြထားတာဟာသတင်းမှားတာဖြစ်ပါတယ်ဆိုပြီးညှင်းဆိုထားပါတယ်။ဒီသတင်းကိုကြည့်လိုက်မယ်ဆိုရင်မူရင်းတင်ထားတဲ့သတင်းဟာမှားယွင်းကြောင်းမတိမသားရက်စွဲတွေနဲ့တက်ရောက်နေတဲ့အတန်းတွေမွေးနေ့ပွဲမှာအတူသွားရောက်ခဲ့ကြတဲ့ယောက်ျားလေး၄ယောက်စာမိန်းကလေးတွေကိုပါထည့်သွင်းဖော်ပြထားပြီးမူရင်းဆွဆွဲထားသလိုယောက်ျားလေး၄ယောက်ဟာလမ်းကြုံတွေ့ခဲ့ကြသလိုဖော်ပြထားပါတယ်။သတင်းမှားတစ်ခုကိုဖျက်မှုအတွက်အမှန်တရား60သားညှက်ထည့်ရတယ်ဆိုတဲ့အချက်ကိုထည့်သွင်းစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဘယ်သတင်းဟာအမှန်ဖြစ်နိုင်လဲဆိုတဲ့အဖြေကိုမိတ်ဆွေတို့ထိုးထွင်းကြံစလို့ရနိုင်ပါတယ်။မိတ်ဆွေတို့ကရောဘယ်သတင်းဟာမှန်ကန်မှုရှိပြီးဘယ်သတင်းဟာသတင်းမှားဖြစ်မလဲဆိုတာဝေဖန်သုံးသပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်။